မင်းကပတ်စံအကျွဲအလုံးလုံးနေတာလားပတ်စံကမင်းအကျွဲအလုံးလုံးပေးနေတာလားဒီမင်းကိုကရုံရှင်းပေမဲ့မင်းရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်တဲ့မင်းကိုတစ်ခုပဲလူအများစုကကြလလုံးပြပန်းပန်းအလုံးလုံးကြပေမဲ့လက်ကွန်တာနဲ့လက်ထဲမှာဘာမှမကြံတော့တဲ့တန်တရားထဲကနေမယုံထွက်နိုင်ကြပါဘူး။ဒါဟာမင်းမတော်လို့မဟုတ်ပါဘူး။ငွေနဲ့ပတ်သက်တဲ့ mindset တွေးခေါ်ပုံကွာခြားနေလို့ပဲဖြစ်ပါတယ်။တာမန်ဝန်ထမ်းတစ်ယောက်နဲ့အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ကြားကကွာခြားချက်တွေကဘာတွေဖြစ်မလဲဆိုတာတွေးကြည့်ဖူးပါသလား။ငွေပေါ်မြင်တဲ့အမြင်ဝန်ထမ်းတစ်ယောက်ကငွေကိုကိုယ်တန်ချွေးထွက်တန်ယူရှာဖွေရမယ့်အရာလို့မြင်ပါတယ်။ဒါပေမဲ့လုပ်ငန်းရှင်ကတော့ငွေဆိုတာသူ့အတွက်အလုပ်လုပ်ပေးရမယ်တပည့်တစ်ယောက်လို့မြင်ပါတယ်။တည်ယူမှုပုံစံဝန်ထမ်းတွေဟာလဆကောင်းကောင်းရဖို့အတွက်ငွေရှာတဲ့အချက်ပညာဥပမာဘွဲ့တွေလက်မှတ်တွေကိုပဲအာယုံစိုက်တင်ယူကြပါတယ်။လုပ်ငန်းရှင်ကတော့မိမိစီကိုရောက်လာတဲ့ငွေတွေကိုဘယ်လိုပြန်ပြီးအလုပ်ခံရမလဲဆိုတဲ့ငွေကြေးစီမံခန့်ခွဲမှုပညာကိုအဓိကသင်ယူကြပါတယ်။ငွေကြေးစီမံခန့်ခွဲမှုဝန်ထမ်းကရလာတဲ့ငွေတွေကိုစုဆောင်းဖို့ပဲစူးစမ်းပါတယ်။ငွေဖောင်းပွားမှုကြောင့်စံပိုးကျသွားတာကိုသတိမထားမိတတ်ကြပါဘူး။လုပ်ငန်းရှင်ကတော့ငွေကိုဘယ်နေရာမှာချက်ပြီးရင်းနှီးမြှုပ်နှံရမလဲဆိုတာကို